နိုင်ငံခြားထွက်တဲ့ပြင်မဲနဲ့အခုဘာမှမစားပုံနေအများကြီးOkay, departure gate ကိုကြည့်ပါမယ်။ Phu ရဲ့ airline ကကျတော့ Scoot သူကစင်ကာပူသွားမှာပေါ့နော်။မနက်9:15ထွက်မှာ Scoot airline ကအခု departure ကိုသွားကြည့်ပါမယ်။ Finally 9:15မှာစင်ကာပူဟာပါဒီဖြူရဲ့ Singapore flight ticket မှာ check-in package မပါတာမလို့ check-in counter မှာမဆောင်တော့ဘဲနဲ့ဒီကိုယ်တိုင်လောက်ရတဲ့ self check-in ဆက်မှာပဲ boarding pass ကိုမြန်ထုတ်လိုက်တယ်။ဒါပထမဆုံးအကြိမ်ဒီဆက်ကိုသုံးတာပေါ့နော်။အဲ့တော့ဘာမှမသိပေမဲ့သုံးရတာလွယ်ရမလို့အဆင်ပြေပြေနဲ့ boarding pass ထုတ်လို့ရခဲ့ပါတယ်။ I got my boarding pass here. All done. ပြီးတော့ပါပြီထိုင်ခုံလိုက်ရှာရတာမောလိုက်တာထိုင်ခုံတွေကလူကြီးကြီးနေတယ် I look so sleepy အရင်အိတ်ချင်အခုက boarding pass လဲထုတ်ပြီးပြီဆို immigration မသွားခင်ဖြူမောင်လေးကိုစောင့်နေပါတယ်ဒီမှာဖြူ hand carry ဒီ carry on bag တွေကသူတို့သတ်မှတ်ထားတဲ့ size နဲ့ကိုင်မကိုင်စစ်ကြည့်ပါတယ်ဆွဲကြိုးတွေပဲရှိအဲ့ဒါတွေကကဲ window seat ရမလားမျောရင်းနဲ့ကန်ဆိုးရပဲပြောရမလားဒီအလယ်နားကိုတော့ကြရပေါ့နော် brain ပေါင်းကိုမြင်ရဖို့ဆိုရင်ဝေးရောပဲ11 minutes ahead of schedule ကဲစင်ကာပူလေဆိပ်ကိုရောက်ပါပြီညကတညလုံးမအိတ်ထားမလို့လေယာဉ်ပေါ်မှာအချိန်ပြည့်အိတ်နေတာပေါ့နော်ဖြူရလေယာဉ်က10မိနစ်15မိနစ်လောက်နောက်ကျပြီးမှစင်ကာပူကိုရောက်ပါတယ်ဒီစင်ကာပူလေဆိပ် Changi Airport ကကမ္ဘာမှာဆိုရင်နံပါတ်1ပေါ့နော်အဲ့ဒါကြောင့်မလို့အပြစ်မှာတကယ်တော်တော်လှရပေါ့နော်ကျဲလဲတော်တော်ကျဲဓာတ်ပုံတော့မရိုက်နိုင်ခဲ့ဘူးလူကတော်တော်လေးပစ်မန်းနေတာဆိုတော့လေလူကတော်တော်လေးပစ်မန်းနေပြီဒါအဖြစ်စင်ကာပူရောက်သွားပါပြီလေဆိပ်ကခုနပြောသလိုအကျယ်ကြီးမလို့တာမနယ်တစ်ခုနဲ့တစ်ခုလမ်းလျှောက်ရင်တင်ရချီခဲ့ပေါ့နော်အဲ့ဒါကြောင့်မလို့လေဆိပ်အတွင်းကိုဒီလို sky train တွေရှိပါတယ်ကိုကတာမနယ်တစ်ခုနဲ့တစ်ခုသွားချင်တယ်ဆိုရင်ဒီလို sky train တွေစီးသွားလို့ရပါတယ်အခုကယထာ MRT station ကိုသွားနေပါတယ်စင်ကာပူမှာအတော်ရှိရမလို့နေတာအတော်အိမ်မှာနေဖြစ်မှာပါအဲ့ကိုသွားရဖို့ဆိုရင်ယထာက2ဆင်းလောက်ထပ်စီးရပြီးတော့အချိန်က1နာရီခွဲလောက်ထပ်ပြီးတော့ကြာပါတယ်စင်ကာပူမှာကားခရီးစီးကြီးရမလို့ဒီ public transportation ကိုမှအားကိုးရဖို့အဆင်ပြေပြီးတော့စင်ကာပူမှာကောင်းတာတစ်ခုကယထာစီးပြီးဆိုရင် line ပြောင်းဖို့ဆိုရင်ပေါ့နော်ပတ်စံ2ခါပေးကြမလို့ဥပမာဘန်ကောက်မှာဆိုရင်譬如အပြာ line ကနေပြီးတော့အစိမ်း line ပြောင်းမယ်ဆိုရင်အပြာ line အတွက်လက်မှတ်တစ်ခုအစိမ်း line အတွက်လက်မှတ်တစ်ခုပေါ့နော်ဒီမှာအဲ့လိုမဟုတ်ဘူးအနီ line ကနေပြီးတော့အစိမ်း line ကိုလက်မှတ်ဖြတ်စရာမလိုဘဲနဲ့တန်းပြောင်းလို့ရတယ်နောက်ဆုံးကို Simet station ရောက်မှပဲဒီလက်မှတ်ကိုဖြတ်လိုက်ရုံပဲပေါ့နော်ရထားပေါ်ရောက်တော့အရန်ပင်မန်းလို့ဖြူအဆက်အိတ်တယ်ပေါ့နော် station ရောက်ခံနေကြမှာပဲဖြူမောင်လေးကဖြူပြတ်နှိုးပါတယ်ပြီးရင်တော့ line ကတတ်မှတ်တိုင်းပြန်စီးပါမယ်လမ်းလျှောက်သွားလို့ရပါပေါ့နော်ဒါပေမဲ့အရန်ပင်မန်းတာနဲ့နေအရန်ပူတာမဟုတ်လို့မလျှောက်တော့ပါဘူးကမ္မတိုင်တက်မှတ်တိုင်စီးပြီးရနေရောက်ပြီးထင်တာပေါ့နော်မဟုတ်ဘူးထပ်ပြီးတော့လမ်းလျှောက်ရပါသေးတယ်လမ်းကတော့9မိနစ်လောက်ပဲလျှောက်ရပါတယ်ဒါပေမဲ့ပင်ပန်းတာဆိုတော့မလျှောက်နိုင်တော့မုတ်သွားစားပါမယ်အခုဘာမှမစားရသေးအမို့လို့ဒီနားလေးမှာ food court ရှိရဆိုလို့ food court မှာမုတ်သွားစားပါမယ်ဒီ
ဒီစင်ကာပူမှာတတိထားမိတာသူတို့ဒီမှာလမ်းဘေးဈေးတွေမရှိဘူးပေါ့နော်စားမယ်ဆိုရင်ဒီလို food court တွေရောရှိရဲအဲ့မှာသွားစားရပါတယ်အခုညနေ3:40စင်ကာပူအချိန်3:40ဥမာအရန်ပူတယ်တော်တော်ပူတယ်飞呢多点啊？哦ဆော့ပေး有飞了有吗？不秀。သူတို့အချင်းချင်းကိုရှုပ်နေရ对的。ကိုရီပြောတာမှားတာရှင်းရှင်းလေးညားရပြောပို့ရှုပ်ပါမနက်ကလေးကဘာမှမစားရသေးဘူးပေါ့နော်အခုစင်ကာပူရောက်မှာပဲစားရတော့တယ်ပြီးတော့ပြတ်ဒီခောက်ဆွဲမှာတာပေါ့နော်ပြတ်ထမင်းထက်ခောက်ဆွဲတွေကိုပို့ပြီးကြိုက်တယ်ခောက်ဆွဲပို့ပြီးတော့အရင်နဲ့ဆိုဘိုင်းွားတယ်လို့လည်းခံစားရတယ်ပေါ့နော်ဘန်ကောက်မှာဆိုရင်ပြကွစ်တီကိုပဲအမြဲမှာစားဖြစ်တယ်ထမင်းအလောက်ထိကြိုက်တဲ့အထက်မပါဘူးစားပြီးပြီဆိုအိမ်ပြန်ပါမယ်စင်ကာပူစရောက်တဲ့အခါ first impression ကတော့တစ်ပင်နေများတယ်တန့်ရှင်းတယ်အေးချမ်းတယ်ပေါ့နော်ဒါအခုမှပထမဆုံးနေ့ဆိုတော့နောက်ရက်တွေတော့ဘယ်လိုလာမလဲမသိဘူးပေါ့နော်အခုကတော့လေးစိတ်ထပ်သွားပါမယ်ရန်ကုန်ကနေဖြူညီမလေးအတော်ရီအဖွားရီစင်ကာပူလာမှာမို့လို့လေးစိတ်မှာသွားကြိုပါမယ်လေးစိတ်ကနေအပြန်ကြရင်တော့ဖြူတို့ကလေးတွေကယထာစီးပြရမှာပေါ့နော်ဘာလို့ဆိုကားထဲမှာကျတော့အကုန်လုံးမဆန့်ဘူးဟိုကလေစင်ကာပူရဲ့ airport မှာနာမည်ကြီးရေတကွန်ကပဲလားလေကျွေလေးတို့တော့ကျွေတီတမ်နေဝါမှာဒါ terminal 2မှာလားတူဒါပြီးအပြန်ကျရင်ယထာစီးပြန်ပို့ပုံနေအများကြီးပဲငါHello ဆိုတော့အခုကဦးပြပတ်စံတော့ဖြည့်မှာပေါ့နော်ဟိုရထားစီးဖို့အတွက် MRT စီးဖို့အတွက်ကိုကတ်ကိုဒီလိုမျိုးကတ်မှာပတ်စံတော့ဖြည့်မှာဖြစ်ပါတယ်ဒီပထမဆုံးနိုင်ငံခြားခီးစဉ်အတွေ့အကြုံတွေပြောပြပေးပါဦးပထမဆုံးနိုင်ငံခြားထွက်တဲ့ခီးပြင်မဲနဲ့ခေါင်းမူးရဲ့တခြားရောအမြင်သိရတော့ကောင်းပါတယ်ဒီ immigration မှာပြဿနာတက်တယ်ဟုတ်စီးပဲငါမေကိုတော့မဆုံးသေးဘူးဘာလို့လဲတော့ထိုင်ဆောက်ပြီးသူခေါ်ရဲဒါနေလားဟုတ်တယ်တော့ကိုရနေတော့ကိုရိုက်ပြီးပြီလက်သေးလေးအကြောင်းပြောပြပေးပါလက်သေးလေးအကြောင်းရှင်းပြပေးပါဆိုင်မှာလုပ်ထားတာအစငါဒီခဲကိုပဲအပြည့်စုံလို့ဒါပေမဲ့ခဲအပြည့်စုံရန်ရိုးရမှာဆိုအဲ့လီပြီးနောက်ပြီးတော့ဒီလောကနိုင်ကဒီဘက်ချမ်းမှာတော့ကိုလှဒါပေမဲ့ငါပတ်စံနှမျောလို့တစ်ဖက်ပဲလုပ်လိုက်တာအဲ့တခု1500လားမသိရှင်းရနော်ဒါပေမဲ့အဲ့လောက်ပါပဲအကုန်အပြီးစီးလို့မှ3000ပဲဟိုအဲ့လောက်တော့ဟိုကကန့်ရင်တော့မပူအောင်စီးစီးတော့သက်တဲ့ original ပဲကောင်းပါတယ်ပြီးတော့နည်းနည်းတော့ကွာလာနောက်ထပ်လမ်းလျှောက်အောင်မယ်ဒီတိုက်နေဆိုမစိုးတော့လှရတယ်လေအခုအချိန်ကြီးကတော့အကုန်လုံးယထာစီးပြီးတော့အိမ်ကိုလမ်းလျှောက်ပြန်နေရပဲဖြစ်ပါတယ်အကုန်လုံးတော့ပင်ပန်းနေကြပါပြီတော်တော်လေးပင်ပန်းနေပါပြီတစုံတစ်ယောက်ကကင်မရာလည်းမကောင်းငါကင်မရာပါရန်ကုန်ကနေပြီးတော့ပြန်ရောက်တဲ့သူတွေကဘာမှမစားသေးရမလို့မက်ဒေါ်နယ်မှာအခုအကုန်လုံးသွားစားကြပါမယ်ပြောတော့ဘာမှမစားတော့ဘူးเนาะဒီတိုင်းပဲလိုက်ခဲ့ရပါညဘက်ဆိုဝိတ်ချနေရမလို့ဘာမှမစားတော့ပါဘူးစိတ်ဆွေးရတယ်အစကတတ်တာအသွားလေးငါပဲမောင်းတယ်အပြန်လဲငါပဲမောင်းမယ်ကားအပြင်လဲငါပဲထိုးလိုက်မယ်ပေါ့အသွားတစ်ခုမောင်းတာနဲ့မြတ်တော်ပြီလက်လို့ငါမမောင်းတာလည်းကြာတယ်ကွာဟိုကဖုန်းထောင်တာဟိုကရေးစုံနေတစ်ရှူရှိလားသူတို့တစ်ရှူလာပေးမယ်ထင်တယ်ဆိုဒီနေ့ဒီ vlog ကတော့ဒီမှာပဲရလိုက်တော့မယ်ပြင်မဲ့နေပြီထမရိုက်နိုင်တော့ဆိုတော့နောက်ရက် vlog လေးကိုကြည့်ပေးကြပါဦးဆိုတော့တတာပါ